ဒီအိတ်ကိုယူထားသမျှလူတိုင်းကလေအရန်သဘောကျတယ်အမရေဆိုတာကြီးပဲပြန်ကြားရပါတယ်ရှင်အဲ့ဒီအတွက်လည်းအရန်ကျေးဇူးတင်ပါတယ်အကုန်လုံးကြိုက်ကြတော့ပြီးတော့အထဲမှာလည်းလေအများကြီးဆန်တယ်ဟယ်လိုဒီနေ့မှာကတော့လေရမင်းစီမှာဘာစာအုပ်တွေရတယ်ပြီးတော့အခြားသောဘာတွေရလဲဆိုတာလေးကိုစုံစုံလင်လင်သိရအောင်လာပြီးပြပေးရပါရှင်ရမင်းစီမှာတော့တုတ္တဓမ္မဒီပလိုမာနဲ့ပတ်သက်တဲ့ level 1 2 3နဲ့ပတ်သက်တဲ့ဒါဆိုရင်တုတ္တဓမ္မဒီပလိုမာ level 1 2 3နဲ့ပတ်သက်တဲ့ပြဋ္ဌာန်းစာအုပ်ရပါတယ်ရှင်ဒီပြဋ္ဌာန်းစာအုပ်လေးရတယ်1 2 3ဆိုတာ3အုပ်ရှိပါတယ်ဒီလိုပုံစံနောက်တစ်ခုကကြတော့ BA ပတ်1 2 3အတွက်လည်း3အုပ်ပေါ့နော် BA အတွက်လည်းရပါတယ်ရှင်နောက်တစ်ခုကကြတော့ဆရာမဒေါခင်လာတင်မှတ်စုပေါ့နော်ပြီးပြီဆိုလို့ရှိရင်အရှင်သီလာစာရဆရာတော်ဘုရားကြီးရဲ့မေခွန်းဟောင်းပေါ့နော်အဲ့ဒါတွေလည်းအကုန်ရပါတယ်ရှင်နောက်တစ်ခုကပေါ့နော်အခြားသောဒေါ်နမာလာပြီးကုန်တာဆရာတော်ဘုရားကြီးရေးသားတဲ့စာအုပ်လေးလိုချင်တယ်ဆိုရင်လည်းအနည်းငယ်တော့ရှိပါတယ်ရှင်နောက်ထပ်ဘာတွေထည့်ရသေးလဲဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ပညာဘူမိတက်ကတူရဲ့ဒစိတ်ပါတဲ့ grade လေးရပါတယ်ရှင်အရန်ချစ်စရာကောင်းတဲ့ grade လေးပါဒီ grade လေးကတော့ပုံမှန်ဆိုရင်တော့3ရောင်ရှိပါတယ်ရှင်အဖြူရှိရယ်ပြီးရင်တချို့ကခေါ်တဲ့နတာရောင်သို့မဟုတ်စင်ဆွဲရောင်ပေါ့နော်အဲ့ဒါလေးလေးရှိရနောက်တစ်ခုကကြတော့ညီညိုရောင်လေးရှိပါတယ်ရှင်အဲ့ဒါကိုမှသူကကျိုးအလျှော့အတင်းလုံးလို့ရတဲ့ဘေးလွယ်အရှိပုံစံလေးပတ်အိတ်လိုလွယ်ရတဲ့ပုံစံပေါ့နော်ဒါလေးဆိုရှင်မင်းအရန်ကြိုက်တာဒါကတော့ကိုလွယ်လက်စအိတ်လေးဖြစ်ပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်လည်းပေါ့နော်သူကကျိုးအတူလေးလဲဒီလိုမျိုးလေးလဲကင်လို့ရတယ်ပြီးပြီဆိုရင်ဒီလိုမျိုးကျိုးအရှိလေးပေါ့နော်ဒီလိုကျိုးအရှိလေးပဲလွယ်အရန်ဟိုမှာလှလဲလှတယ်လှတာထက်လေးဒီအိတ်လေးကဘာလဲဆိုတော့အဲ့လိုချက်တီရှိပြီးတော့အရန်ချစ်စရာကောင်းတယ် quality ကလည်းအရန်ကောင်းတယ်ပေါ့နော်သူ့ quality ကိုဆိုလို့ရမင်းအရန်ကြိုက်တယ်အသား quality ရောပြီးရင်ချုပ်ထားတဲ့အဲ့လိုပုံစံလေးရော design လေးရောပြီးရင်ဒီလုံးဝဒီမှာတန်ဖိုးဖြတ်မြရတဲ့ဒီပညာဘုံကြီးဓစိတ်လေးရောအရန်ဟိုမှာလေးလှတဲ့အိတ်လေးပါရှင်ဒီအိတ်လေးကိုကလေအာမခံတဲ့တိလာကိုဝယ်သမျှလူတိုင်းဒီအိတ်ကိုယူထားသမျှလူတိုင်းကလေအရန်သဘောကျတယ်အမရေဆိုတာကြီးပဲပြန်ကြားရပါတယ်ရှင်အဲ့ဒီအတွက်လည်းအရန်ကျေးဇူးတင်ပါတယ်အကုန်လုံးကြိုက်ကြတော့ပြီးတော့အထဲမှာလည်းလေအများကြီးဆန်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီလိုမျိုးပုံစံပညာဘူမိတက်ကတူလွယ်အိတ်လေးတွေကတော့လေစောင်းမိုးပဲဖြည့်ဖို့အတွက်ပဲဖြစ်ဖြစ်ကိုအပြင်သွားရင်လည်းဖြစ်ဖြစ်လိုချင်တဲ့လူတွေဆိုရင်မင်းစီမှာဝယ်လို့ရပါရှင်တစ်လုံးကို13000ပါအရန်ကိုလှပါတယ်ရှင်မင်းကတော့အဖြူလဲကြိုက်တယ်ညီညိုလဲကြိုက်တယ်စင်ဆွဲလေးလဲကြိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီစင်ဆွဲလေးကိုတော့လက်ရှိလွယ်ဖြစ်နေရပါရှင်နောက်ထပ်ပေါ့နော်အခြားသောဒီသုရဓမ္မဒီပလိုမာအတွက် BA ပတ်1 2 3စာအုပ်တွေရောပြဋ္ဌာန်းစာအုပ်တွေရောအားလုံးကိုရမင်းစီမှာစုံလင်ရရှိပါတယ်ရှင်ပြီးတော့အခုဆိုရင် level 1စာအုပ်ကထပ်ပြီး store တွေပြတ်တယ်ဒါပေမဲ့ရမင်းစီမှာ store တွေလုံလောက်ဖြည့်တင်းထားပါတယ်ရှင်အဲ့ဒီအတွက်ကိုမှာယူအားပေးလို့ရပါတယ်ရမင်းရဲ့ bio မှာလည်းဖုန်းနံပါတ်တင်ထားရပေါ့နော်လိုချင်တဲ့ဆိုရမင်းရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3991113832ကိုလည်းဆက်သွယ်မှာယူလို့ရပါတယ်ရှင်ဝယ်ယူအားပေးတဲ့တယောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်